ကောင်ကဘာကောင်းလာလဲဆိုတော့ကုန်နေတော့လေလုံးဝမရှိတဲ့သူတွေလည်းသုံးလို့ရတယ်ဘာလို့လဲဆိုတော့သူက human array ပဲဖြစ်တယ်ပေါ့နော်ဒီမှာ sample လေးလည်းပြထားတာပေါ့နော်testing ခုနဲ့ဆန်းပြသွားမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ maestro.db လို့ခေါ်တာပေါ့နော်ဒီကောင်ကဘာကောင်းလာလဲဆိုတော့ကုန်နေတော့လေလုံးဝမရှိတဲ့သူတွေလည်းသုံးလို့ရတယ်ဘာလို့လဲဆိုတော့သူက human array ပဲဖြစ်တယ်ပေါ့နော်ဒီမှာ sample လေးလည်းပြထားတာပေါ့နော်အဲ့ဆိုရင်ကျွန်တော်စလိုက်အောင်ပထမဆုံးအနေနဲ့ကျွန်တော်က install လုပ်ဖို့အတွက်ဆိုရင်ကျွန်တော် installer download ရမှာဖြစ်ပါတယ် installer download အတွက်ဆိုတော့ကျွန်တော်ဒီမှာသက်ဆိုင်ရာ OS လိုက်ကိုသူက installer လေးပေးထားတာပေါ့နော်ကိုယ့်ရဲ့ OS ကိုမူတည်ပြီးတော့ download ရပါတယ်ကျွန်တော်က Mac ဖြစ်တဲ့ Mac OS ကို download ဖြစ်ပါတယ်ကျွန်တော်တို့ application install လုပ်ပြီးသွားပြီဆိုရင်เนาะကျွန်တော် Spotlight စနေပြီးတော့ဒီမှာเนาะ maestro.studio ပေါ့နော်အဲ့ဒါကျွန်တော်ယူလိုက်မယ်ယူလိုက်ပြီးတော့ဒီမှာ create a new text ဆိုတာရှိရပေါ့နော်အဲ့ဒါနှိပ်ပြီးတော့ကျွန်တော်က create လို့ဆက်လုပ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကခုလေးရှိရ Wikipedia app နဲ့ဆန်းပြမှာဖြစ်ပါတယ် Wikipedia app နဲ့ဆန်းပြမှာဖြစ်တဲ့အတွက်ကျွန်တော်က name ကိုတော့ပို့ပေးလိုက်အောင်နော်ဒါတော့ကိုကြိုက်တာပေးလို့ရရပါပေါ့နော်တင်တာမရှိဘူးဒီမှာဆိုတော့ကျွန်တော်က packet application ရဲ့ ID လို့ခေါ်လို့ရတယ် packet name နဲ့ခေါ်လို့ရရပါပေါ့နော်ဒီကကျွန်တော်က Wikipedia ရဲ့ဟာကျွန်တော်ခဏယူလိုက်အောင်ပေါ့နော်ကျန်တဲ့ကိုသက်ဆိုင်ရာ app ကချားနေဖြစ်တယ်ဆိုရင်တော့ဒီ Wikipedia ပုံမှန်ဝင်နေကိုယ့်ရဲ့သက်ဆိုင်ရာ app ကိုပြောင်းပြရဖြစ်ပါတယ်ဒီဘက်ယူလိုက်ပြီးဆိုတော့ねဒီဘက်မှာလည်းလာပြောင်းမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်က Wikipedia app ဆက်ဆံဖြစ်တဲ့အတွက် configure လုပ်ပြီးသားပြီပေါ့နော် configure လုပ်ပြီးသွားပြီဆိုတော့ကျွန်တော် create text ကိုနှိပ်လိုက်မှာပေါ့နော်နှိပ်လိုက်ပြီဆိုတော့ဒီကစပေါ်လာတယ်အဲ့စပေါ်လာပြီဆိုတော့ကျွန်တော်ကဒီမှာ no device connected ဆိုတာပြီးပြနေပေါ့နော်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်ကဒီဟာ email တစ်ခုယူမှာပေါ့နော်ဒါကြိုက်တဲ့ email ယူလို့ရပါတယ်ဒီ email မှာကကျွန်တော်ကတစ်ခုယူလိုက်မှာပေါ့ယူလိုက်ပြီးတော့ email တက်လာတာခဏစောင့်မယ်ဟုတ်ပြီနော်ကျွန်တော်က install လုပ်ပြီးသားမလို့ကျွန်တော် Wikipedia install ရင်လုပ်လိုက်မယ်install ရင်လုပ်လိုက်မယ်အဲ့ဆိုကျွန်တော်ကဒီကနေပြီးတော့ install ရင်လုပ်လိုက်မှာပေါ့နော် install လုပ်လိုက်ပြီဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာ install လုပ်ပြီးသွားပြီဆိုတော့ဒီမှာ inspect ကိုကျွန်တော်နှိပ်လိုက်မှာပေါ့နော် inspect နှိပ်ပြီးတော့ဒီဘက်အရင် Wikipedia ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်ကဒီဟာ pattern စဆန်းအောင်ပေါ့နော် onboarding screen စဆန်းမှာဖြစ်တဲ့အတွက်ဒီမှာဆိုကျွန်တော်ကဒီဟာလေးနှိပ်ပြီးတော့တက်ကောင် continue ကိုနှိပ်လိုက်မယ်ပထမဆုံးတစ်ချက်နှိပ်တဲ့ဟာပုံစံဖြစ်သွားမယ်ပြီးတော့နောက်တစ်ခုချက်နှိပ်တော့ဒီဘက် new way to explore ဆိုတာရှိရပါတော့အဲ့တော့လည်းကျွန်တော်က UN text ဆက်ဆန်းမှာဖြစ်တဲ့အတွက်ဒီဟာတစ်ချက်နှိပ်လိုက်မယ်ပြီးတော့တက်ကောင် continue ထပ်နှိပ်မယ်နှစ်ခါရှိပြီနှစ်ခါနှိပ်ပြီးတော့နှစ်ခါထပ်နှိပ်မယ်reading list with since အဲ့တော့ကျွန်တော်ကဒီမှာထပ်ပြီးတော့နှိပ်မယ်သုံးခါရှိပါပြီနောက်တစ်ခါထပ်နှိပ်မယ်ဒီမှာ get started တခုရှိရယ်အဲ့ဒီလည်းထပ်နှိပ်မယ်တက်ကောင်ထပ်နှိပ်ပြီးတော့လေးခါရှိသွားတယ်အဲ့ဆိုကျွန်တော်ဒါကိုအရင်စဆန်းကြည့်မယ်ဒီမှာအဲ့ဆိုတစ်ခါဒီ run သွားတဲ့ step by step ကိုဒီမှာအမှန်ကြီးလေးပြပေးရပေါ့နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီဘက် tag ကိုချိန်တဲ့ဟာလဲဥမာအဖြစ်ပေါ့နော်ဒီဘက် tag ကိုချိန်သွားတဲ့ဟာလဲလိုတယ်ဒီဘက်နှိပ်ပြီးတော့ဒီ login screen နှိပ်တဲ့ဟာကျွန်တော်ဆက်ဆန်းကြည့်တယ်အဲ့ဒါဘယ်လိုလုပ်အောင်မလဲဆိုတော့ဒီဘက်ဟာကိုကျွန်တော်ပြန်ယူလိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာပါပဲကျွန်တော် inspect ကိုထပ်နှိပ်ပြီးတော့ဒီမှာ tag command လေးဆိုတာရှိရယ်အဲ့ဒါကိုအောက်မှာဆက်ချအောင်မယ်သူကတော့ဂျာနဲ့ရေးလို့များ out step by step ရေးရတာပေါ့နော်အဲ့ဆိုကျွန်တော်ကဒီဟာနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာလည်းနှိပ်ဖို့ပါဆိုတော့ဒီမှာ inspect ထပ်နှိပ်မယ် inspect နှိပ်ထားပြီးသားဆိုတော့ login နှိပ်မယ်ပေါ့နော်အဲ့ဆို cursor ဒီဘက်မှာချလိုက်မယ်ပြီးတော့ login ထပ်နှိပ်ပေးမယ်ပြီးတော့ tag on login နှိပ်မယ် tag on login နှိပ်ပြီးတော့ကျွန်တော်ဒီ screen ရလာပါပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာကိုစာရေးထည့်ထားပြီးလို့ရှိတယ်ဆိုရင်ကျွန်တော်ဒီနေရာပဲ tag on user name ကိုနှိပ်မယ်ဟုတ်ပြီအဲ့ဒါပြီးတော့အချိန်မှာကျွန်တော်တို့ဘာလို့လုပ်ရသလဲဆိုဒီမှာကျွန်တော်ကချားတွေလည်းလုပ်ရ double text လည်းလုပ်ရရတယ်အဲ့ဆိုခုလောက်ရှိရကျွန်တော်ကစာရမှာဖြစ်တဲ့အတွက် import type ဆိုတာယူပါပေါ့နော်ဒီမှာတော့တခါလေးရေးလို့များအဲ့တော့ကျွန်တော်ကဘာသွားလုပ်ရလဲဆိုတော့ဒီ documentation မှာရှိရပါတော့ဒီ comment ဆိုတာရှိရပါ comment ထဲမှာဒီဟာလေးရှိတယ်ဒီမှာ import text ဆိုတာရှိရ import text ဆိုကျွန်တော်နှိပ်ချလိုက်ဒီမှာဒီတေးကြည့်လိုက်ချင်တယ်ဒီမှာ import text 7ရှိရပါတော့ဒါကျွန်တော် copy ကူးလာမယ် copy ကူးလာပြီးတော့ကျွန်တော်ကပိတ်ချလိုက်မယ်ဒီမှာ hello world ဆိုတာဖြစ်သွားတယ်အဲ့ဆိုသဘောတရားကဘယ်လိုဖြစ်သွားမလဲဆိုတော့ continue နှိပ်တယ်ပြီးတော့ onboarding screen ဖြတ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ကဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီ screen ရလာပါပေါ့နော်ဒီ screen ရလာပြီးတော့ကျွန်တော်ကဒီဟာ my list ကိုနှိပ်လိုက်အချိန် my list ကိုနှိပ်ပြီးတော့ဒီ login screen သွားတယ်ပြီးတော့ my user နဲ့ရိုက်ပြီးတော့ဒီမှာ hello world ရိုက်တဲ့ပုံစံဖြစ်သွားမှာပေါ့နော်အဲ့ဒီဟာကျွန်တော်စမ်းကြည့်အောင်ဒီမှာ run လို့ click နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုတော့ဒီမှာပထမဆုံးဆင်း2ဆင်း3ဆင်း4ဆင်း5ဆင်းဒီမှာ
my list ကိုနှိပ်တယ် login နှိပ်တယ်ပေါ်လာပြီဒီမှာနှိပ်လိုက်တယ်ဒါဆိုအကုန်စင်ပြီးသွားရပေါ့နော်ကိုယ် UNS ကစင်ပြေချုံးဝင်နေပြီးသွားပေါ့တကယ်လို့မဖြစ်စင်ပြေသွားခဲ့ဘူးဆိုရင်ကျွန်တော်ကတခုမှားသွားပြီဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီမှာ error တခုထပ်တက်လာတာဖြစ်လိုက်ပါမယ်